အားလုံးပဲမင်္ဂလာပါခင်ဗျာအလေးဘောကနေပြန်လဲကြိုဆိုလိုက်ပါဗျခုတွေ့မြင်နေရတာကတော့ကစတမာတုံးမှာတည်တက်မှာယူထားတဲ့6ပေဖျားမီဝိုင်းလေးပဲဖြစ်ပါတယ်ဗျ10မီလီ BBC ပြားကိုမဟော်ဂနီအောင် UV ရိုက်ထားပေးပြီးဖရိန်အနေနဲ့83လုံး A အလူမီနီယံချောင်းကိုအသုံးပြုပေးထားပါတယ်ဗျဒီကွေအနေနဲ့တွဲဖို့16703 ဖူးကာလာမီကွေကိုအသုံးပြုပြီးဆော်ဝဲကစားဖို့အတွက်107E controller ကိုအသုံးပြုပေးထားပါတယ်ဗျ